မြန်မာနိုင်ငံကိုမကြခင်အင်တာနက်ဖြတ်တော့မဲ့ Elon Musk လူတွေစိတ်ပူနေကြတာကမြန်မာနိုင်ငံကအင်တာနက်သုံးစွဲသူတွေအတွက်တော်တော်လေးကိုဂရဲရဲသွားစေမယ့်သတင်းတစ်ခုကိုတင်ဆက်ပေးကြပါမယ်။အဲ့ဒါကတော့ကမ္ဘာကျော်ဘီလီယံနာ Elon Musk ရဲ့ Starlink ဂျိုဒူအင်တာနက်ကိုမြန်မာနိုင်ငံမှာမကြခင်ပိတ်ပင်တော့မယ်ဆိုတဲ့ကိစ္စပါ။လက်ရှိအခုချိန်မှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့စီးရေးအခြေအနေတွေကြောင့်နယ်မြေဒေသတော်တော်များများရဲ့နိုင်ငံရဲ့တဝက်လောက်မှာရိုးရိုးမိုဘိုင်းဖုန်းအင်တာနက်လိုင်းတွေနဲ့ရိုးရိုး Wi-Fi လိုင်းတွေကဖြတ်တောက်ခံထားရပါတယ်။ဒါကြောင့်မို့လို့လိုင်းပြတ်တောက်တဲ့ဒေသတွေကပြည်သူတွေဟာ Elon Musk ရဲ့ Starlink အကျိုးတူအင်တာနက်ဆက်တွေကိုပဲအဓိကထားပြီးတော့အသုံးပြုနေကြတာပါ။ဒါပေမဲ့အခုခါမှာတော့လာမယ့် August လ16ရက်နေ့နောက်ပိုင်းကနေစလို့ Starlink ကုမ္ပဏီဘက်ကနေမြန်မာနိုင်ငံကိုတရက်ဝင်30ခွင့်မပြုတော့ပါဘူး။အဓိကအကြောင်းရင်းကတော့မြဝတီနဲ့ရွှေကုက္ကိုလိုနေဆက်ဒေသတွေမှာအွန်လိုင်းငွေလိမ်နေတဲ့ဂိုင်းတွေက Starlink ကိုအလွဲသုံးစားလုပ်နေရကြောင်းအမေရိကန်လွှတ်တော်ကပါဖိအားပေးလာလို့အခုလိုဆုံးဖြတ်လိုက်တာလို့သိရပါတယ်။ကုမ္ပဏီဘက်က GPS location တွေကိုတိတိကျကျခြေရာခံပြီးကိုယ်ယူသုံးစွဲနေတဲ့နေရာတွေကိုလိုက်လံပိတ်ပင်တော့မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံကတရားဝင်သုံးစွဲခွင့်မရှိတဲ့နိုင်ငံတွေစိတ်ရင်းထဲမှာပါဝင်သွားပါပြီ။ရလဒ်အနေနဲ့ကတော့တခြားအင်တာနက်လိုင်းတွေအသုံးပြုလို့မရဘဲ Starlink ကိုပဲမိခိုနေရတဲ့မြန်မာနိုင်ငံကလူတော်တော်များများကရှေ့လျှောက်အင်တာနက်သုံးစွဲနိုင်တော့မှာမဟုတ်ဘူးဆိုတာကိုစိတ်မကောင်းစွာနဲ့တင်ဆက်ပေးလိုက်ရပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်ကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်။